အားလုံးပဲမင်္ဂလာပါရှင် Moonlight Story NN ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part 9အောင်ခန့်သဇင်ကစိုးရိမ်တကြီးခေါ်လိုက်တယ်ဒါပေမဲ့အောင်ခန့်ကသူမရဲ့အတန်ကိုတော့မကြားနိုင်သလိုဖြစ်နေခဲ့တယ်သူ့ကောင်းထဲမှာလွန်ခဲ့တဲ့9နှစ်ကအဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာနေတယ်မိုးရွာနေတဲ့ညကားမီးရောင်တွေလမ်းပေါ်မှာထိမ့်မနိုင်သိမ်းမရဖြစ်နေတဲ့ကားတစ်စီးအောင်ခန့်တတိထားသဇင်ရဲ့အော်တန်ပြီးတော့သူမကအောင်ခန့်ကိုတွန်းဖယ်လိုက်တာသဇင်အောင်ခန့်ရုတ်တရက်អော်လိုက်မိတယ်မျက်ရည်တွေပါဝဲလာခဲ့တယ်သဇင်ကအံ့ဩသွားတယ်ရှင်ကျမကိုမှတ်မိသွားပြီလားသူမရဲ့အတန်ကတုံရီနေခဲ့တယ်အောင်ခန့်ကဖြည်းဖြည်းချင်းကောင်းမောကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေခဲ့တယ်သဇင်မင်းကငါ့ကိုကယ်ခဲ့တာသဇင်ရဲ့မျက်ရည်တွေစီးကျလာခဲ့တယ်သူမငါနှလုံးလုံးစောင့်ခဲ့ရတဲ့စကားတခွန်းနောက်ဆုံးတော့ကြားလိုက်ရပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆန်နီကတိတ်တိတ်လေးပြောလိုက်တယ်အောင်ခန့်အမှန်တရားတစ်ခုကြံသေးတယ်အခန်းထဲကအားလုံးငြိမ်သက်သွားတယ်အောင်ခန့်ကလှည့်ကြည့်လိုက်တယ်ဘာအမှန်တရားလဲဆန်နီကတက်ပြင်းချလိုက်တယ်ပြီးတော့ကားတိုက်မှုကမတော်တဆမဟုတ်ဘူးလို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်အောင်ခန့်နဲ့သဇင်နှစ်ယောက်လုံးအံ့ဩသွားခဲ့တယ်ဖာတစ်ဆက်ဖိုင်လုံးမှာဆက်ကြမယ်